မာနိုင်ငံရဲ့ luxury ဆန်းဆုံးကွန်ဒိုတွေကတစ်ခုဖြစ်တဲ့ Diamond Air Palace ကွန်ဒိုကိုဒီနေ့မိတ်ဆက်ပေးမှာဖြစ်ပါတယ်။ဒီမှာဆိုရင်လည်းကျယ်ဝန်းလာတဲ့အရန်ကိုမှလာတဲ့ outdoor swimming area လေးလည်းပါမယ်။ကဲဒါလေးကတော့ဒီနေ့မိတ်ဆက်ပေးမယ့်ကွန်ဒိုခန်းလေးပေါ့နော်။ square feet နေနဲ့ဆိုရင်တော့2000 square feet ကျယ်မယ်။ space ကိုလည်းအကျယ်ကြီးသုံးထားရဲ။ကဲဒီဘက်အခန်းလေးကတော့ kitchen room အခန်းလေး။အောက်ရောအပေါ်ရောမှာ cabinet တွေတခြားသုံးပေးထားပြီးတော့အဝတ်လျှော်ဆက်သေးတဲ့ထားလို့ရမယ့်နေရာလေးလည်းပါမယ်။ water heater ပါပြီးတော့ main room အခန်းကိုလည်းရေချိုးခန်းပူတိုင်းပြင်ဆင်တွဲရတဲ့ဟန်လည်းပါတယ်။ကဲဒီမှာဆိုလည်း space အကျယ်ကြီးကိုလည်းတန်းမြင်ရမယ်။ကဲဒီနေရာလေးကတော့ဖက်နှက်တွေထားလို့ရမယ်။အဝတ်လေးတွေထားလို့ရမယ့်နေရာလေးပေါ့နော်။ဒီအခန်းလေးကတော့ single room ခန်းလေး space ကျယ်သုံးပေးထားပြီးတော့တွန်းပါကြီးတွေပြည့်ခင်းပေးထားတဲ့ cabinet တွေအများကြီးနဲ့ air con တစ်လုံးလည်းပါမယ်။ကဲဒီနေရာလေးကတော့ပကံလေးတွေထားလို့ရမယ်။ဇိုးလေးတွေထိလို့ရမယ့်နေရာလေးပေါ့နော်။ကဲဒီနေရာလေးကတော့ဒီအခန်းလေးကတော့ master room ခန်းလေးပေါ့နော်အခန်းထဲမှာတီးတန် TV လည်းထားလို့ရမယ်ဒီမှာဆိုလဲ view ကအရန်ကိုမှလှတယ်အင်အား view ကိုလည်းမြင်ရမယ် view လည်းပွင့်တယ်တွဲရဲ့ရေချိုးခန်းပူတိုင်းဘေစင်တီးတန်လည်းပါပြီးတော့ဘေစင်ဆိုလဲအောက်မှာကပ်ပိနတ်နဲ့တေချာ3မီတာကိုလည်းတွေ့ရမယ်ကဲရဆိုဒီမှာဒီနေရာလေးကတော့ living room ခန်းလေးပေါ့ space အကျယ်3မီတာပြီးတော့အပေါ်မှာဆိုလဲ high မြင့်နဲ့ ceiling လေး3မီတာကိုတွေ့ရမယ် view ရန်လာရဲ့ view ပွင့်တဲ့အင်အား view ကိုလည်းမြင်ရရဲ့ warner space လေးလည်းပါမယ်ရေကူးကန် space ကိုလည်းတန်းပြီးတော့လှမ်းမြင်နေရတယ်ကဲဒီအခန်းလေးကတော့ single room ခန်းလေးပေါ့နော်ဒီမှာဆိုရင်လည်းမှန်တကုံနေရာလေးကိုတခြားသုံးပေးထားရဲဒီနေရာလေးကတော့ဆိုတီးတန့်ရေချိုးကန်းပူတိုင်းတီးတန့်ခန်းလေးပေါ့အောက်မှာဆိုလည်းကပီနဲ့တခြားသုံးပေးထားရဲဘေးစအောက်မှာဆိုလည်းကဲဒီနေရာလေးကတော့ master room ခန်းလေးပေါ့နော်တွဲရဲရေချိုးကန်းပူတိုင်းတီးတန့်ခန်းလည်းပါတယ်လုံးဝအကျယ်ကြီးသုံးပေးထားတဲ့နေရာလေးကိုလည်းတေချာသက်ရဲ့သုံးပေးထားတာကိုလည်းတွေ့ရမယ်ပစ္စည်းလေးတွေတင်လို့ရတဲ့နေရာလေးလည်းထားပေးထားရဲဒီမှာဆိုလဲကိုပိုင် TV ထားလို့ရမယ့် space လေးလည်းပါမယ်။ကဲဒီစုမိတ်ဆက်ပေးသွားတဲ့ဒီကွန်ဒိုခန်းရဲ့ဈေးနှုန်းကတော့19500ဖြစ်ပြီးတော့စိတ်ဝင်စားရဆိုရင်တော့ PSN Property ဆွဲလိုက်ပါနော်။